ခင်ဗျားက MacBook Pro တစ်လုံးလကားပေးမယ်ဆိုရင်ခင်ဗျားဘာလုပ်မလဲဟုတ်ပါတယ်စဉ်းစားစရာလေးတော့များလိုက်မယ် MacBook ကတော့ productivity အတွက်ထုတ်ထားရဲဆိုတော့လူတိုင်းတော်တော်များများသိကြတယ်တခုရရှိတယ်ခင်ဗျာ game ဆော့လို့မရဘူးအလုပ်လုပ်ဖို့အတွက်ပဲရလိမ့်မယ်ကျွန်တော်အလုပ်လုပ်တဲ့အချိန်မှာလဲ MacBook တွေအသုံးပြုရတော့လုံးဝကောင်းမွန်တဲ့ investment တစ်ခုဆိုတာအားလုံးသိကြတဲ့အတိုင်းပဲတကယ်တမ်းပြောရင်ခင်ဗျားအတွက်ငွေရှာဆက်ကြည့်လို့တော့ပြောလို့ရတယ်ဗျဒီနေ့မှလည်းဒီလိုမျိုး productivity ဘိုင်းမှာလုံးဝမိုက်တယ် MacBook Pro တစ်လုံးလေးကျွန်တော်ရောင်းပေးမယ် MacBook Pro ကိုမှ M1 Pro လေးဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်အများကြီးရှင်းပြနေကြတော့မလိုတော့ဘူးprofessional user ကြားထဲမှာဒီကောင်လေးကတော်တော်လေးနာမည်ကြီးတယ်ဒီ user တွေပြောတဲ့ပုံရဆိုတော့အရင်ခိုင်းလို့ကောင်းတဲ့ကောင်လေးပေါ့ဗျာMacBook Pro ကိုမှ M1 Pro ဖြစ်မယ်အရာအနေနဲ့ saver ဖြစ်တယ်ဗျsaver ဖြစ်တဲ့အတွက်လုံးဝတော်တော်လေးကိုတန့်တယ်လို့ခံစားရလိမ့်မယ်port တွေတစ်ချက်ပြပေးမယ်ဒီဘက်မှာ HDMI တို့ Type C တို့ SD card slot တွေပါတယ် port တော်တော်စုံလေးကိုပါတယ်ဒီဘက်မှာဆိုရင် Type C 2 port နဲ့ Message 3 charging port လေးပါလိမ့်မယ်3.5mm jack port လေးလည်းပါသေးတယ် condition လေးတော်တော်လေးကိုတန့်နေရဗျကျွန်တော်90ကျော်ကျော်လေးကိုတန့်နေရ 99% လောက်တန့်တယ်လို့တော့ပြောလို့ရတယ် condition လုံးဝအပေါ်စင်းနာစာမရှိထားဘူးcycle count 117 battery 86ကျန်မယ်30နိုင်မယ်16512ဖြစ်မယ် multitasking စိတ်ကြိုက်လုပ်လို့ရမယ်ဗျ graphic design video editing engineering software ကြိုက်လို့ဖြုတ်လို့ရတယ် condition လေးကောင်းတယ် Korea keyboard လေးနဲ့ဖြစ်မယ် saver color လေးရောင်းဝင်းမဲ့ဈေးနှုန်းလေးကလည်း46သိန်း5000နဲ့ဖြစ်ပါတယ်350အောက်မှာဆိုရင်ဒီကောင်လေးဝယ်ပြီး investment လုပ်ရတာတော့လုံးဝတန်တယ်လို့ပြောလို့ရတယ်ဒီမှာပါတယ် engineer တွေအတွက်လား graphic designer video editor တွေအတွက်လားလုံးဝ investment လုပ်မယ်ဆိုလုံးဝတန်မဲ့ငွေရှာဆက်ကြီးတစ်လုံးဖြစ်ပါတယ် MacBook Pro M1 လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီကောင်လေးနဲ့တွဲသုံးဖို့လဲ Magic Mouse လေးလိုချင်တဲ့ကျွန်တော်စီမှာရမယ်ဒီလို Magic Mouse 2 second လေးလည်းရတယ်ဗျဒီလိုဘူးပစ္စည်းအစုံလေးလဲရမယ်ဘူးမပါတဲ့ကောင်2သိန်းခွဲနဲ့ရောင်းပေးမယ်ဘူးပါတဲ့ကောင်2သိန်း9000ရောင်းပေးမယ်နောက်တစ်ခုရှိတယ်ကျွန်တော်ရှားပါအမဲအောင်လေးတစ်လုံးမှရမယ်ဒီအမဲအောင်လေးဆိုရင်ကျွန်တော်အစ်စ်မှာပါဈေးကွာတယ်ဒါပေမဲ့ကျွန်တော် second မှာတော့တူတူလေးပဲရောင်းပေးမယ်ဘယ်လုံးယူ2သိန်း9000ဒီကောင်ကတော့တစ်လုံးပဲရှိလိမ့်မယ်ဒီကောင်တော့ဦးရဲလူရမယ်2သိန်း9000ဖြစ်ပါတယ် Magic Mouse 2လေးဒီလိုမျိုး professional use မှာသုံးဖို့အတွက်ဆို Magic Mouse လေးလည်းလိုတယ်ဒီကောင်လေးကြိုက်ရင်ကျွန်တော် traders မှာလာဝယ်လို့ရတယ်လုံးဝ customer တွေအတွက်အမြဲတမ်းအဆင်ပြေအောင်လုပ်ပေးနေမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်